မြတ်စွာဘုရားကသုတ္တန်တစ်ခုမှာဟောတယ်အတ္တာဟိအတ္တနောနာထောကောဟိနာထောပရောတိယမိမိတည်တာလည်းမိမိရဲ့ကိုယ်ွယ်ရာဖြစ်တယ်အခြားပုဂ္ဂိုလ်ဟာဘယ်မှာကိုယ်ွယ်ရာဖြစ်မလဲလို့မြတ်စွာဘုရားဒီလိုဟောတာအခုဒီနေရာမှာကျတော့ဘုရားကိုကိုးကွယ်တယ်လို့ဆိုတဲ့ဘယ်လိုကွာခြားမှုဘယ်လိုထူးခြားမှုရှိသလဲဆိုတာမိမိကိုယ်တိုင်လည်းစဉ်းကျင်စဉ်းစားကြည့်တဲ့ကိုယ်ကိုးကွယ်တာဘုရားကိုကိုးကွယ်တာကိုယ့်ကိုအားကိုးတာဘုရားကိုကိုးကွယ်တာဘယ်လိုကွဲပြားခြားနားသလဲဆိုရင်ဘုရားကိုကိုးကွယ်တယ်ဆိုတာခဏခေတ်မှာလူတွေရဲ့ကိုးကွယ်မှုကဘာလို့လဲအိမ်မှာရုပ်တုတင်ထားပြီးတော့ဆွမ်းပန်းရေချမ်းကတ်လူပူဇော်ပြီးတော့ဘုရားစီမှာဆုတောင်းကြတာဒါကိုကိုးကွယ်တယ်လို့ခေါ်ကြဒါကနတ်ကိုးကွယ်မှုတွေနဲ့ဆက်ဆက်ပြီးတော့တူညီတဲ့လှုပ်ဆောင်မှုတွေဖြစ်လာတကယ်ကတော့ဘုရားကိုကိုးကွယ်တယ်ဆိုတဲ့အဓိပ္ပာယ်ကပါလဲမြတ်စွာဘုရားဟာတရားရည်ရဲ့တဏ္ဍမှာကြာရောက်နိုင်တဲ့ဘေးရန်အန္တရာယ်တွေကိုဖယ်ရှားပစ်နိုင်တဲ့ယုံကြည်လောက်တယ်ဆိုပါစို့ဆေးဆရာတယောက်ယောဂကိုပျောက်အောင်ကုနိုင်တယ်လို့ဆရာဝန်ကိုယုံကြည်တယ်အဲ့ဒီယုံကြည်သလိုလဲမြတ်စွာဘုရားကိုကိုးကွယ်တယ်ဆိုဒီမှာမြတ်စွာဘုရားကိုအားကိုးခြင်းဖြင့်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာတို့ခွဲခြားပြီးတော့သိနိုင်တယ်မြတ်စွာဘုရားရဲ့အဆုံးအမကိုတို့လိုက်နာမယ်မြတ်စွာဘုရားကတို့ကိုလမ်းပြပေးလိုက်မယ်ဆိုတဲ့အနေနဲ့အားကိုးယုံကြည်တာအဲ့ဒီလိုကိုးကွယ်တယ်ဆိုတာဘုရားရဲ့အဆုံးအမရဖို့ကိုးကွယ်တာဒါကြောင့်မို့တရဏကိုးကွယ်ရလို့ဆိုတဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုတဲ့အခါမှာဟိတေပဝတ္တနေနအဟိတာသနိဝတ္တနေနတတ္တနံပယံဟိန္တတိဘုရောမြတ်စွာဘုရားဟာတရားတွေပေါ်မှာကြာရောက်မဲ့ဘေးရန်အန္တရာယ်တွေကိုဖယ်ရှားတယ်ဆိုတာဘယ်နည်းနဲ့ဖယ်ရှားတာလဲဘာကြောင့်ဘုရားကိုကိုးကွယ်တာလဲလို့ဆိုဟိတေပဝတ္တနေနအခြေအနေကောင်းတွေကိုဖြစ်ပေါ်စေပြီးတော့အဟိတာသနိဝတ္တနေနဆိုးရတဲ့အခြေအနေတွေကိုဖြစ်ပေါ်စေတတ်တဲ့တရားတွေကဖယ်ရှားပစ်ခြင်းအဖြစ်တရားတွေကိုကိုးကွယ်ရာအဖြစ်ရောက်တယ်အဲ့တော့မြတ်စွာဘုရားကတရားတွေကိုဘယ်လိုအခြေအနေနဲ့တရားတွေတဏ္ဍမှာကြာရောက်မဲ့ဘေးရန်အန္တရာယ်ကိုတားဆီးတာတော့ဆိုရင်ပြောရမယ်ဆိုရင်ရှင်းရှင်းလေးကတော့ဒီဟာကိုမလုပ်နဲ့ဒီဟာကိုလုပ်မလုပ်ရမှနဲ့လုပ်ရမှကိုရှင်းပြောတာဒါဟာအဓိကအဟိတဆိုတာမလုပ်ရမယ့်အကုသိုလ်တရားတွေမလုပ်ရမယ့်အကုသိုလ်တရားတွေကိုရှောင်ခိုင်းတယ်လုပ်ရမယ့်ကုသိုလ်တရားတွေကိုဆောင်ခိုင်းတယ်အဲ့ဒီရှောင်ရံနဲ့ဆောင်ရံနှစ်ခုကိုရှင်းလင်းဟောကြားပေးတာဟာဘုရားကိုကိုးကွယ်ကြထို့တူပဲယောဂရှိတဲ့ယောဂဝေဒနာရှင်တွေဟာဆရာဝန်စီသွားရင်ဆရာဝန်ကဘာလုပ်လဲဘာယောဂဖြစ်တယ်ဆိုတာပြောမယ်ဘာယောဂဖြစ်ရင်ဘာကိုရှောင်ရမယ်ဘယ်ဆေးတောက်ရမယ်ဘယ်အစားအစာကိုစားရမယ်ဒါပဲပြောတာပဲလေသူကိုယ်တိုင်ကယောဂပြောင်းအောင်လုပ်မပေးနိုင်ဘူးယောဂပြောင်းအောင်လုပ်ပေးတာဆေးခါသာလုပ်ပေးတာအဲ့ဒီတိုင်းပဲမြတ်စွာဘုရားရဲ့အဆုံးအမရတယ်ဆိုတာအကုသိုလ်ကိုရှောင်ရမယ်ကုသိုလ်တွေကိုဆောင်ရမယ်အကုသိုလ်ရှောင်ခြင်းကုသိုလ်ကိုလှုပ်ဆောင်ခြင်းအပြင်တရားတွေရဲ့တဏ္ဍာမှာကြာရောက်လာတဲ့ဘေးရန်အန္တရာယ်တွေဟာကင်းစင်သွားနိုင်တယ်ဟောအချိန်ဒီကောင်းကိုဖယ်ရှားပြီးဟောမိဘတွေကသားသမီးတွေတိုးတက်ကြီးပွားဖို့အတွက်ရောဘယ်လိုလုပ်လဲဒီတိုင်းပဲလေတူတူပဲကိုသားသမီးကိုကြီးပွားတိုးတက်ခြင်းနဲ့မိဘဘာပြောလဲဒီအလုပ်ကိုမလုပ်နဲ့ဒီအလုပ်ကိုလုပ်ဒီလူနဲ့မပေါင်းနဲ့ဟိုလူနဲ့ပေါင်းလို့ရှောင်ရံနဲ့ဆောင်ရံဒီနှစ်ခုကိုပဲရှင်းပြလှုပ်သိမ့်လှုပ်ထိုက်တာတွေကိုပြောတယ်မလှုပ်ရမှာတွေကိုပြောတယ်ဒါကလွဲလို့လောကကြီးမှာဘာရှိသေးလဲဆိုဘာမှမရှိဘူးမိဘကိုယ်တိုင်ကသာသမီကြီးပွားတိုးတက်စေခြင်းလို့ပညာတတ်ကြီးဖြစ်စေခြင်းလို့ဆိုရင်ဆုံးမဩဝါဒပေးပြီးတော့လမ်းမော်တင်ပေးရုံကလွဲလို့တခြားသူတို့လုံးနိုင်တာရှိလားမရှိဘူးကျောင်းကောင်းကောင်းထားပေးမယ်ဆရာကောင်းကောင်းစီအပ်ပေးမယ်ဒါမိဘတွေလုံးနိုင်တဲ့တာအဲ့ဒါလို့မိဘလုံးနိုင်တာအတိုင်းတာတစ်ခုရဒါတော့ပဲလုံနိုင်မိဘကသားသမီးလှုပ်တဲ့
ပုဂ္ဂိုလ်ကကိုယ်တိုင်ကြိုးစားမှပညာတတ်ဆိုတာဖြစ်တယ်ပေါ့မိဘကတော့လမ်းပေါ်ပဲတင်ပေးလို့ရတယ်အထီးတဲ့ပုံမလုံးနိုင်ထို့တူပဲမြတ်စွာဘုရားကလမ်းညွှန်မှုကိုပြုတာအဲ့ဒီလမ်းညွှန်မှုပြုတဲ့အနေနဲ့ကိုးကွယ်ရတယ်အားကိုးရတယ်ဆိုတဲ့အဓိပ္ပာယ်ကိုဆိုလို့ကိုအားကိုးဆိုတာကြတော့ကိုယ့်ဟာကိုယ်တိုင်လုပ်ရမယ်အတိုင်းအတာတစ်ခုဟာကိုယ်တိုင်လုပ်အောင်ခုနသာသမီလုပ်တဲ့ပုဂ္ဂိုလ်ဒီကိုယ်တိုင်စာကြိုးစားဖို့လိုအပ်တယ်စာကြိုးစားမှပညာတတ်ဆိုတာဖြစ်လာထို့တူပဲဘုန်းကြီးတို့တွေမြတ်စွာဘုရားကိုကိုးကွယ်တယ်ဆိုတာအဆုံးအမရဖို့ကိုးကွယ်တာအတ္တဟိအတ္တနောနာတော်ကိုအားကိုးတယ်ဆိုတာကိုယ်တိုင်အဆုံးအမကိုလိုက်နာကျင့်သုံးရမှာဆိုတာကိုပြောတာဒါကြောင့်မို့ဒီနှစ်ခုဟာဆန့်ကျင်မှုမရှိဘူးတခြားကိုးကွယ်မှုတွေနဲ့လည်းမတူညီဘူးဆိုတာကိုရှင်းရှင်းမှတ်သားထားဖို့လိုအပ်တယ်ပေါ့